ထင်တာပဲ行かなきゃနော်行かなければなりませんတကယ်ဆိုလို့ရှိရင်အပြည့်စုံပြောမှာもう時間ですね行かなければなりませんမပြောဘူးလေもう時間だ行かなきゃအဲ့လိုပေါ့နော်もう行かなくちゃအဲ့လိုမျိုးပေါ့ねはい、皆さんどうもこんばんは。レオインジャパンです。はい、ဒီနေ့ကကြတော့အပိုင်းနှစ်ပေါ့ね。滑らか日本語ရဲ့အပိုင်းနှစ်ကိုဒီနေ့သွားကြရအောင်လို့ပြောရပါတယ်ပေါ့နော်။はい、じゃあでは行きましょう。はい、ဒီနေ့သွားမယ့်အကြောင်းအရာလေးကတော့ပေါ့နော်။はい、ဒီနေ့သွားမယ့်အကြောင်းအရာလေးကဘာလဲဆိုတော့チャール、ジャール、キャールそれအကြောင်းလေးပေါ့ね。はい。ではありませんの代わりにじゃありませんを使うのが一般的のようにブルーレスとはい。一般的のように下の文型の場合も短い形を使う人がたくさんいます。はい。ဘာပြောချင်တာလဲဆိုတော့ではありませんအဲ့လိုမဟုတ်ဘူးတဲ့ဗောနော်အဲ့ဒီဟာရဲ့代わりにအဲ့ဒီဟာအစားဗောနော်じゃあありませんを使うのが一般的のようにဘာလို့လဲဟတမလား私たちのဒီတိုင်းနေ့စဉ်ထားပါတော့皆さんလည်းဗောနော်ဂျပန်နေပြောတာကြားဦးမယ်ထင်ပါဘူးねဥပမာဆိုတော့これは消しゴムではありませんဒီဟာခေပြမဟုတ်ပါဘူးではありませんစကားပြောမှမကြားဘူးလေဟုတ်တယ်ဟောစကားပြောမှဘယ်လိုကြားလဲဆိုတော့消しゴムじゃありませんこれじゃないですあれじゃないですဟုတ်တယ်နော်ဘာလဲဆိုရင်じゃပဲသုံးများတယ်ဒီတော့ではဘယ်မှာတော့သုံးလဲဆိုတော့စာအရေးသားနဲ့ပတ်သက်ပြီးတော့ပဲသုံးတာများတယ်ဗောねではဆိုတဲ့ဟာကြတော့စာမှာပဲသုံးများတယ်ဗောနော်ではありませんစကားပြောမှကြတော့じゃをသုံးများပါねこれじゃないですこれじゃないですかဟုတ်တယ်ဟောအဲ့လိုじゃをသုံးတယ်ဗောနော်အဲ့ဒါဆိုတော့အဲ့ဒါပုံမှန်ပဲလို့ပြောချင်တာကပုံမှန်ဖြစ်နေတဲ့အတိုင်းပေါ့ねဒီじゃありませんသုံးတယ်ဆိုတာပုံမှန်ပဲဟုတ်တယ်ဟောဒီစကားပြောမှဆိုလို့ရှိရင်အဲ့လိုပုံမှန်ဖြစ်နေတယ်လို့ပဲတဲ့下の文型の場合も短い形を使う人がたくさんいます下の文型ဒီနောက်ပိုင်းပေါ့နော်ဒီနောက်မှာပါတဲ့ဒီစကားစုကိုလည်းပဲအတူချုံးမြော့သုံးတဲ့လူတွေအများကြီးရှိပါတယ်တဲ့友達同士の会話などではこのような言い方の方が事前に聞こえるでしょうတကယ်ချင်းစကားပြောတဲ့ခါကြလို့ရှိရင်このようなအခုအောက်မှာပါမယ့်ပုံစံမျိုးပါねအောက်မှာပါမယ့်ပုံစံတိုင်းပြောတဲ့ဟာကပို့ပြီး自然に聞こえるでしょうတဘာဝတိုင်းကြားရတယ်ပေါ့ねただしどうぞ人によって使い方は違いますတိုးတော့လဲဗာလဲဆိုရင်လူတွေအလိုက်မူတည်ပြီးတော့သုံးပြီးနီလန်းနေရလဲကွာခြားတယ်တဲ့ကဲအဲ့ဒါဘာကိုပြောချင်တာလဲပေါ့နော်ထဲဝါいけないလို့မရအောင်ဆိုတဲ့ပုံစံပေါ့ねအဲ့ဒါကိုဘယ်လိုပြောလဲဆိုတော့ချいけないလို့ပြောင်းလိုက်တယ်ပြောချင်တာကဒီထဲဝါいけないအဲ့ဒါကဘာပြောင်းလဲဆိုတော့ချいけないလို့ပြောင်းရတယ်ဗျねではいけないလို့မရဘူးဗောねではいけないကိုပြောင်းတော့ဗာလဲဆိုရင်じゃいけないဖြစ်သွားတယ်ပေါ့ကြည့်အောင်食べてはいけないစားလို့မရဘူးဗောနော်အဲ့တော့食べちゃいけないဖြစ်သွားတယ်ဗောနော်急いではいけないအလျင်လို့မရဘူးဗောねအလျင်မလို့နဲ့လို့ပြောချင်တာဗော急いではいけないဒီတော့急いじゃいけないဒီတော့အလျင်မလို့နဲ့ဗောね急いじゃいけないじゃあ手ပုံစံでတစ်ခုနှစ်ခုလောက်私တို့စဉ်းစားကြည့်အောင်これ小さいねじゃあဆက်လောက်သုံးကြည့်အောင်ဥပမာကြည့်အောင်အဲ့ဆိုလို့ရှိရင်手ပုံစံဘတ်တလုံးလောက်စဉ်းစားကြအောင်例えば行くသွားကြည့်မယ်ဗောね行くwow 行くပေါ့နော်သွားတယ်ဒီတော့သူ့ကိုထဲပုံစံပြောင်းမှဆိုလို့ရှိရင်行ってはいけないဟုတ်တယ်နော်行ってはいけないသွားလို့မရဘူးပေါ့နော်ဒီတော့အဲ့ထဲဝါ私တို့ပြောင်းမယ်ဆိုတော့ပြောင်းမလဲချပြတော့မယ်နော်行っちゃいけないနော်သွားလို့မရဘူးအဲ့ဒါနောက်တစ်ခုကကြတော့待つစောင့်နေပါね例えば待つ待つပေါ့နော်はいဒီတော့စောင့်လို့မရဘူးမစောင့်နဲ့အဲ့လိုပြောချင်တယ်ဆိုလို့ရှိရင်待ってはいけないဟုတ်နော်待ってはいけないစောင့်လို့မရပါね食べる飲む寝るじゃあ寝るနဲ့တောင်းလို့ကွာ寝るအိတ်ဒီပါねမိကြီးနော်နော်ဒီတော့မအိတ်နဲ့နော်ဒီမှာအိတ်လို့မရဘူးအဲ့လိုပြောချင်တယ်ဆိုလို့ရှိရင်နေすいませんဘာပြောနေပါလဲ待っちゃいけないからနော်待っちゃいけないဒီမှာကျရင်寝るဆိုလို့ရှိရင်寝てはいけないဟုတ်တယ်နော်အိတ်လို့မရဘူးဒီတော့私တို့ဒီထဲနေရာမှာထဲဝါနေရာမှာပြောင်းဆိုတော့ဖြစ်မလဲနေချいけないနေချいけないအိတ်လို့မရဘူးအဲ့လိုပြောရပါねဒါကပြောချင်တာကတငယ်ချင်းပြောတဲ့ပုံစံမျိုးပြောရပါねတငယ်ချင်းပြောတာမျိုးတို့ကိုနဲ့အရန်ရင်းနှီးတဲ့ပုံစံမျိုးပေါ့နော်ရင်းနှီးတဲ့လူလားဆိုလို့ရှိရင်ဒီလိုမျိုးသုံးလို့ရပါね
はいနောက်တစ်ခါကျတော့အဓိကထဲပုံစံပြောင်းမယ်ပြီးရင်ဝいけないပေါ့နော်ထဲはいけないအဲ့ဒီထဲဝနေရာမှာဘာပြောင်းလိုက်လဲဆိုတော့ချဖြစ်သွားရပါနော်ချいけないဟုတ်ပြီဒီမှာဒဲဖြစ်နေဆိုတဲ့ဘာရှိမလဲဆိုတော့ရှင်ထဲပုံစံပြောင်းလို့ရှိရင်ဒဲဖြစ်သွားတဲ့ကောင်နေဥပမာဘာတွေရှိမလဲ皆さんဘာရှိမလဲနေလူဟုတ်တယ်ဟုတ်sorry ကိုမေノームတောက်တယ်ဗောနော်ノームဆိုလို့ရှိရင်ထဲပုံစံပြောင်းရင်ဘာဖြစ်သွားလဲノンじゃဖြစ်သွားတယ်ဗောနော်ノンじゃいけないနော်ノンじゃいけないတောက်လို့မရဘူးဗောနော်sorryノンではいけないဗောနော်ノンではいけないဒီတော့ではဆိုဘာပြောရစင်じゃဖြစ်သွားတယ်ဗောနော်ノンじゃいけないတောက်လို့မရဘူးဗောနော်はいကဲအဲ့ဒါနောက်တစ်ခုပါရှိအောင်မလဲဆိုတော့読むဖတ်တယ်ဗောနော်読むဖတ်တယ်右ဟုတ်ပြီနော်ဒီတော့読んではいけないဖတ်လို့မရဘူးဗောနော်読んではいけないဖတ်လို့မရပါဘူးတဲ့ဟုတ်ပြီဒီတော့ではဖြစ်တဲ့ဘာပြောမလဲဆိုတော့そうですမှန်တယ်読んじゃいけないဖတ်လို့မရပါနဲ့読んじゃいけないဥပမာပါနဲ့အဲ့လိုလေးရှိတယ်ပေါ့ကဲနောက်တစ်ခါကြာထဲရှိမောက်လုံးပြမိလိုက်တယ်ဆိုတဲ့ပုံစံမျိုးနဲ့မောက်ဆိုရနေထဲရှိမောက်ဗောနော်လုံးပြမိလိုက်တယ်ဆိုရင်6ဖြစ်သွားတယ်ဗောနော်ထဲရှိမောက်ဒဲရှိမောက်ဗောနော်တူတူပဲသူကထဲပုံစံပြောင်းမယ်ထဲပုံစံပြောင်းလိုက်လို့ရှိရင်ရိုးထဲပုံစံပဲဆိုလို့ရှိရင်ချဟုတ်တယ်နော်ထဲပုံစံပြောင်းလဲတောင်မှသူကဒဲဖြစ်သွားတဲ့ကောင်ခုနဥပမာ non ja တော့နော် yon ja sorry non de yon de ဟုတ်ပြီနော်ဒဲဖြစ်နေတဲ့ကောင်တွေဆိုဘာပြောရမလဲဂျာဖြစ်သွားမယ်ပေါ့နော်はいတော့食べてしまうနော်စားပြစ်လိုက်မိတယ်အဲ့လိုပေါ့နော်食べちゃうနော်စားပြစ်လိုက်တယ်ဘာညာပေါ့နော်ထဲしまうလုံးပြစ်မိတာဘာဖြစ်လဲဆိုရင်食べちゃうはい飲んでしまうနော်တောက်ပြစ်မိလိုက်တယ်အဲ့ဒါလည်းသုံးလိုက်တော့ပါစေ飲んじゃうはいဥပမာပေါ့ねဥပမာ私စကားပြောအနေနဲ့ပြောပြမယ်ဆိုလို့ရှိရင်私ビール大好きなんですよကျွန်တော်ဘီယာအရမ်းကြိုက်တယ်でも最近太ってきたからビール飲まないようにしていますခုလောနေဝါလာကြောင့်မို့ねဘီယာမတောက်ဖြစ်အောင်လုပ်ဖြစ်နေပေါ့နော်でもついつい飲んじゃうんですよဒါမဲ့လေအဲ့လိုပေါ့နော်တောက်ပြစ်လိုက်မိရပေါ့နော်ついついကိုတတိမထားမိလိုက်နေမှာပဲဒီနေ့နည်းနည်းပျော်စရာတခုရှိတယ်ပေါ့နော်ဘီယာတောက်မယ်အဲ့လိုမျိုးနဲ့ငါဘီယာတောက်မိလိုက်ပြန်ပြီအဲ့လိုမျိုးပေါ့နော်ついつい飲んじゃうんですよ飲んでしまうんですよပေါ့နော်飲んじゃうんですအဲ့လိုမျိုးပေါ့နော်はいအဲ့ဒီမှာဂျာウပေါ့နော်ဂျာウကိုတောင်းတာပေါ့နော်はいチャウじゃろあれば出てるよね食べちゃうんですよ最近太ってきたんですはい気をつけてるんですけど食べちゃうんですよのတတိယထားနာပဲဒါပေမဲ့食べちゃうんですよစားပြလိုက်မိတယ်အဲ့လိုမျိုးねはいဥပမာじゃないじゃあ読むねသုံးကြအောင်読むဖတ်တယ်ပါねはい昨日私ドラマ漫画かなတကယ်တော့ကျွန်တော်私は漫画သိမကြိုက်ပါလေအကြောင်းသိမပါလို့すいません漫画ကြိုက်တဲ့ fan တွေလည်းရှိကောင်းရှိမယ်ပေါ့ねはいそう私ဥပမာね例え話ဥปမာとじゃ私漫画好きなんですよだから昨日漫画読んでて携帯でねフォンでကြည့်မယ်ပေါ့ね携帯で漫画読んでて続きが気になっての続きが気になってねနောက်ဆက်တွဲပိုင်းတွေကိုစိတ်ဝင်စားပြီးတော့ねはい気になって読んでしまうんですよ読んじゃったんですよあれもね読んじゃうわな読んじゃったဆိုတော့ဖတ်ပြလိုက်မိတယ်ဖြစ်တာပေါ့နော်読むဆိုတဲ့အတွက်ထဲပုံစံများပါမယ်လေ読んでဒီတော့ဒီပုံစံလိုက်မိတဲ့ပုံစံပြောမှာဆိုပါလေ読んじゃうပေါ့နော်ဒါပေမဲ့ကိုကခဲ့တဲ့ပုံစံသုံးကြတယ်ဖြစ်တဲ့အတွက်読んじゃったပါねはい続きが気になってしまって読んじゃったんですよ続きをကျွန်တော်ဖတ်ပြလိုက်မိတယ်နောက်ဆက်တွဲတွေကိုအဲ့လိုမျိုးတွေတောင်းတယ်ပေါ့ねなくてはいけないမလုပ်လို့မရဘူးပေါ့ねはいဒီတော့なくちゃいけないเนาะဒီထဲဝမှန်တယ်များတော့ချလေးပြောင်းပြလိုက်ပါねなければならないเนาะမလုပ်လို့မရဘူးပေါ့ねဒီတော့なきゃいけないなければဆိုလို့ရှိရင်なきゃဖြစ်သွားတယ်ပေါ့နော်သူအတူချုံလိုက်တယ်လို့ပြောကြတာはい食べなくてはいけないမစားလို့မရဘူးပေါ့ね食べなくちゃいけないမစားလို့မရ食べなくてはならないမစားလို့မရဘူးပေါ့ねဒီတော့ထဲဝမှန်တယ်များဒီ私တို့ဘာပြောမလဲ
ချပြောင်းမယ်နော်食べなくちゃいけないနော်食べなくちゃならないနောက်ကဟာကြိုက်တာပြောလိုက်ရနော်いけないသုံးသုံးならないသုံးသုံးသူတို့ကမရဘူးလို့ပြောချင်တာပါね食べなくちゃならない食べなくちゃいけないနော်အဓိကထဲဝါကိုချလေပြောင်းလိုက်တယ်နော်စကားပြောမှာ食べなくちゃいけないဆိုရင်ချတာတော့ထဲဝါနဲ့ပြောတာအဲ့လိုမျိုးသိရပြီပေါ့နော်ပြောမှဆိုလို့ရှိရင်တော့はい食べなければならないမစားလို့မရတူတူပဲနော်ဒီမှာ食べなければပြောင်းလိုက်တော့ဗာလေ食べなきゃならない食べなきゃならない食べなければダメမစားလို့မရတူတူပဲနော်ဒီတော့食べなければမှန်တယ်မြောက်ပြန်ဗာလေချပြတာဗာね食べなきゃダメじゃあレジがレタチや今日のクラスでの発表上手だったわねဒီနေ့အတန်းထဲမှာ発表ပေါ့နော်အဲ့လိုလူရှိထွက်ပြောမိန်ကွန်းပြောတာ speech တစ်ခုပြောတာရှိကောင်းရှိမှာပါね上手だったわねတော်လိုက်တာတဲ့本当တကယ်လားတဲ့上がっちゃってうまくできなかったんだけど上がっちゃってဟိုဟာဘယ်လိုပြောမလဲစိတ်လှုပ်ရှားပြီးတော့ねတီးသွားတယ်အဲ့လိုပုံစံမျိုးလား上がっちゃってအဲ့လိုမျိုးပါねစိတ်လှုပ်ရှားလုံမျိုးသူအဲ့လိုပေါ့နော်ဘာပြောလို့ကျွန်တော်နောက်ဖြစ်သွားအဲ့လိုမျိုးပါね上がっちゃってうまくできなかったんだけどそんなことないよအဲ့လိုမရှိပါဘူးねすごく良かったわよတော်တော်အဆင်ပြေခဲ့တယ်တဲ့とにかく終わってほっとしたよနော်とにかくまあထားလိုက်ပါတော့လေနော်とにかくဘယ်လိုပဲဖြစ်ဖြစ်ထားလိုက်တော့အဲ့လိုမျိုးပြောချင်တာပါね終わってほっとしたよနော်ပြီးသွားတာကြောင့်မလို့ねစိတ်အေးသွားပဲရှင်ပေါ့သွားတာပါねはいဒီမှာပြောချင်တာ上がって上がってしまうပေါ့ねပြောမယ်ဆိုရင်ねစိတ်လှုပ်ရှားသွားပြီးတော့ねကြောင်အန်းဖြစ်သွားရက်သွားတယ်ပေါ့ねဒီတော့上がってしまうပေါ့နော်ဒီလိုဆိုရင်လုံးပြစ်မိလိုက်တယ်ပေါ့နော်ဒီတော့ဒီထက်ရှီမောက်ဆိုတဲ့ဟာကိုသုံးလိုက်တော့ဘာပြောလဲဆိုရင်6ပေါ့နော်ဒါပေမဲ့ဒီမှာကျတော့အဲ့လိုဖြစ်ပြီးတော့ဆိုတဲ့ထဲပုံစံနဲ့ဆက်ချင်တာပေါ့နော်上がっちゃってဆိုပြီးတော့上がってしまうほရှီမောက်ဆိုရင်6ほဒီတော့အဲ့ဒါမှတော့ထဲပုံစံနဲ့ထပ်ပေါင်းလိုက်တာပေါ့နော်上がっちゃってဒီစိတ်လှရှားလွန်ပြီးတော့လို့ပြောချင်တာပေါ့ねちょっとご相談したいことがあるんですがねねတိုင်ပင်ချင်တာရှိလို့တဲ့何ですかတဲ့ဘာတော့まあ、せやね、ちゃうんだわね。日本の大学に入りたいんですけど、俺、ジャパンにやったこともいいんじゃん、俺。それじゃ、まず、日本語能力試験に合格しなきゃいけないね。それじゃ、エラソルシンド、のそれでは、じゃなので、じゃあ、それは、では、エラソルシンド。それでは、な、そういう、はぶな。ディオサムエを合格しなきゃ、そろ。バチュアム、ディオサイ、オリジナルファンディ。ければちょっとね合格しなければならないねあらいけないかなあらどないだなきゃ難しそうですけどね僕にできるでしょうかのカメボめちゃのロナイバムラーレ君ならきっとできるよ水でジャバロナイナボ諦めちゃダメだよ諦めてはねダメဒီမှာဘူးမှာ諦めてはダメだよလို့မတော့諦めちゃダメだよလို့တော့ねဗောねはい頑張らなくちゃကြိုးစားမှာပဲเนาะ頑張らなくてはいけないဗောနော်တကယ်လို့ဆိုရင်頑張らなくてはいけませんမကြိုးစားလို့မရပါဘူးဗောနော်ဒါပေမဲ့စကားပြောမှကြာရင်ဒီလိုဖြတ်လိုက်တယ်ဗောနော်ဒီချနဲ့ဖြတ်ပြလိုက်တာဗောနော်ဒါကစကားပြောပုံစံတစ်ခုပဲမိနဆန်လည်းကြားဖို့မယ်ထင်တာပဲ行かなきゃเนาะ行かなければなりませんတကယ်ဆိုလို့ရှိရင်အပြည့်စုံပြောမှာもう時間ですね。行かなければなりません。မပြောလေもう時間だ。行かなきゃ。အဲ့လိုပေါ့နော်もう行かなくちゃအဲ့လိုမျိုးပေါ့ねအလင်းလိုတဲ့ခါကြလို့ရှိရင်နောက်ကဟာတွေစမပြောတော့တခါလေးဖြတ်ထားလိုက်တော့ပေါ့နော်行かなくちゃまずいအဲ့လိုပေါ့နော်はいဒါလည်းစကားပြောပုံစံတစ်ခုပေါ့はいポテトチップス落としちゃったတဲ့နော်落としてしまったနော်လောက်ပြမိလိုက်တယ်ပေါ့နော်ဒါပေမဲ့မတော့落としちゃったပြုတ်ကြမိသွားတယ်ပေါ့နော်拾って食べちゃ汚いわよနော်拾ってကောက်ပြီးတော့食べちゃနော်食べてはပေါ့ね食べちゃ汚いわよညစ်ပတ်တယ်じゃあကဲအဲ့ဒါဆိုလို့ရှိရင်捨てちゃうよတဲ့အဲ့ဒါလွတ်ပလိုက်တော့မယ်တဲ့နော်もったいないけど仕方ないわねもったいないはいဒီအချိန်မျိုးမှာもったいないဆိုတာဘာဖြစ်နိုင်ချင်ရှိလဲもったいないなအလူကျော်ပြောကြပါတဲ့もったいないစားခြင်းစရာကောင်းလိုက်တာအဲ့လိုဖြစ်နိုင်လားဟုတ်ပါနဲ့မもったいないဆိုတာဘာလဲဆိုတော့တခါကျရင်ခံမှန်းကြည့်ရတာပေါ့နော်ဒီစကားပြောဒီအချိန်မျိုးမှာဘယ်စကားမျိုးဖြစ်နိုင်လဲပေါ့လေဒီမတိုင်းလိုက်ဆိုကိုမသိဘူးဒါပေမဲ့အာလူကျော်မုံပြုတ်ကြပါတယ်လွတ်ပြတော့မယ်ဆိုတော့ဘာဖြစ်နိုင်မလဲစားကျင်လိုက်တာဖြစ်နိုင်လို့လားအဲ့လိုမျိုးပြန်တွေးကြရပါတော့တခါကျရင်အဲ့လိုအခြေအနေရှိတတ်တယ်ဒီတော့ဒီမှာကျရင်ဘယ်ဟာမှန်လဲဆိုတော့မတိုင်းလိုက်ကြတော့ကြနှမျိုးစရာကောင်းမယ်လေအစားရှင်းပြောねအဲ့လိုမျိုးပေါ့仕方ないわねတဲ့နော်အစင်မတတ်နိုင်ဘူးအဲ့လိုမျိုးပြောပါဘောနော်လက်ပြရမယ်တဲ့はい
じゃあ、アパイネ、パトゥが、ね、ぴゃ、サメをね。はい。ですね、ありがとうございました。ဒီတကယ်တော့ဗာလဲဆိုတော့ကျွန်တော်ဒီ YouTube channel လေးပေါ့နော်နည်း run or run ဒါပေမဲ့ဘယ်လိုပြောရမလဲနည်းနည်းခုတော့အလောက်ကနည်းနည်း busy ဖြစ်နေတော့ပြောမှာအလုပ်နည်းနည်းများနေတော့လေတိတ်ပြီးတော့ဒီဘက်ကိုမလှည့်နေနိုင်ဘူးပေါ့နော်မနိုင်ပြောမှာဆိုလို့ရှိရင်ဒါပေမဲ့တော့ဒီနေ့ရထားအောင်ပါပေါ့နော်ဒီဖုန်းနည်းနည်းကြည့်နေနေဒီ YouTube channel ကနေပြောဘယ်လိုပြောမလဲ comment ပေါ့နော် comment လေးဝင်လာရှိရပါကျွန်တော်မနိုင်ပြောမှာစီဒီ channel တစ်ချက်မေးနေတာပေါ့နော်ပြောမှာဆိုလို့ရှိရင်အဲ့ဒါ comment လေး note တက်လာကြည့်လိုက်တော့တစ်ချက်ဖော်နည်းနည်းဖော်ပြပေးရစီဟိုင်နော်ဒီမှာဒီလိုလေးပေါ့နော်စက်တက်ပေးပါအောင်ဆန်စေးတို့ပါတော့အေးမြတ်လူဆန်အဲ့တော့ဆိုင်မှာဆိုတကယ်ကျေးဇူးတင်ပါတယ်ပြီးလို့ရှိရင်အဲ့လိုနန်ဒလီဆန်ဟိုင်ねဒီမှာစက်တက်ပေးပါအောင်နော်အဲ့လိုမျိုးတွေပေါ့နော်ありがとうちゃんわかんないけどကျေးဇူးတင်ပါတယ်ဟိုင်သူရိန်လင်းထင်ဆန်ဟိုင်ပြီးတော့ဇဲကိုကိုထက်ဆန်ဟိုင်次の動画楽しみにしていますတကယ်ကြိုးစားပါမယ်ပေါ့နော်ဟိုင်ပြီးတော့ZHP ကစကားပြောစာပိုက်လို့ခေါ်နေရဟုတ်ရှာတော့ရှာကြည့်လိုက်မယ်တလားဘလို့စာကိုလည်းတိတ်တော့မသိသေးရောလေနည်း PDF ဖိုင်ရှင်းတော့နည်းကြိုးစားကြည့်မယ်ပေါ့နော်ဟိုင်အဲ့လိုမျိုးဒီလို comment လေးတွေ့လိုက်တော့ဟာကြိုးစားခြင်းစိပေါ်ရတယ်တလားမနေ့ကဆိုလို့ရှိရင်လေတကယ်အားပေးတယ်လူရှိရပဲလို့အာစနာစကြိုးစားမှရမယ်ဆိုပြီးတော့ကျွန်တော်တို့မှရုံမှပြန်လာဝေစားမလဲမသိဘူးတခါတည်းရိုက်မယ်ကွာပြီးတော့ရိုက်မယ်လို့ငါတင်မယ်လို့အားပေးတယ်လူရှိရဆိုပြီးတော့အားကြောင့်ရှင်းဆက်လဲအားပေးကြပါဘောเนาะကျွန်တော်လည်းထပ်ပြီးတော့ကြိုးစားပါမယ်ခင်ဗျじゃあ引き続きဆက်ပြီးတော့ဗောねよろしくお願いしますあごわれခင်ဗျじゃあまた次の動画も頑張りますはい